ကိုဝါတင်းလဲဘလာတော့ပါလာတော့ပါမသိဘူးမပြောနော်မပြောနော်တော့ဆဲလဲလေးလို့ပြောမှာတော်တယ်အဲ့လိုသူအငင်းဆုံးမဲ့သူလူကောင်းတာတည့်ရသူ့တန်ရှေ့ဆုံးကလူကလည်းအဲ့လိုရှေ့ဆုံးရောက်လာအဲ့လိုမြင်းတဲ့ချိန်မှာတော့တော်ဆုံးလည်းတော်ကြပါတယ်ဟိုတင်းနေထဲမှာအဲ့လိုညီရယ်ပေါ့နော်တွတ်တဲ့သူလည်းပါတယ်အေးတဲ့သူလည်းပါတယ်အဲ့လိုဘလားတောင်းတဲ့သူလည်းပါတယ်ဆိုတော့ကိုဝါတင်းလဲဘလားတော့ပါတယ်လာတော့ပါမသိဘူးမပြောနော်မပြောနော်မတဲရလားမတဲအဲ့လိုဖြည်းဖြည်းပုံမှန်လေးတွိုင်းနေနောက်ဆုံးမှအဲ့လိုစွမ်းစာကြီးထုတ်ပြထားတယ်ပေါ့နော်ဆိုတော့ဘာတဲကိုလည်းအားပေးကြပါအောင်လို့အဲ့လိုဟိုအစင်မပြေရှိနေတိခန့်ပေးကြပါဟုတ်တယ်တေးတို့ကတော့ငူတာတော့မဖြစ်ဘူးရံပဲဖြစ်တာဟိုပြန်ဆော်တာကင်မရာကြောင့်ကြည့်ရမှာနော်အောင်းစင်းကြောင့်ဝန်ခံမှုနဲ့ဖြစ်ဘူးဝန်ခံမှုနဲ့ဖြစ်ဘူးအဲ့တော့ဘယ်နဲ့ဖြစ်တာလဲတော့ထွက်လာမှကြည့်ဟုတ်တယ်ဒီဆက်လေးစိုက်ပျိုးရေးအစီအစဉ်ကလေgame ဆိုတာထက်တကယ်ဒီစိုက်ပျိုးရေးဟာကိုထင်ရစေတဲ့ဟာ game မျိုးတွေပေါ့နော်ဒီထဲမှာဆိုရင်သူတို့ဒီမှာနွားချီရပါဆိုသူတို့ဒီဘက်မှာချမ်းဆိုရင်တိတ်ထိတွေ့ရနဲတယ်ပေါ့နော်ဒါပေမဲ့ဟိုမှာတကယ်စိုက်ပျိုးရေးရဆိုတာတကယ်နေ့တူကထိတွေ့နေရတဲ့အရာဆိုတော့သူတို့လည်းအဲ့လိုတွေ့ကြုံရအောင်လို့အကုန်လုပ်လိုက်တယ်မရှိတော့ဘူးအဲ့လိုနွားချီလည်းနင်းရတယ်ပြပေါက်လဲခံရတယ်လက်တင်နဲ့လဲကျုံးခဲ့ရတယ်ဆိုတော့အများကြီးလာမှာတီးတို့ကဟိုပစ်တရမှာရိုက်ခဲ့ရတကယ်တီးတို့ game 7 game လုံးကလူတွေမရှိတဲ့နေရာမှာရိုက်တာတပွဲတစ်ခုပဲပေါ့နော်တီးတို့ဒီကလောဈေးလားပါဈေးလေဈေးမှာသွားရရှိတယ်အဲ့မှာတီးတို့ဈေးမှာရှက်ခေါက်တွေရောင်းရတယ်ဒီပြိသက်တွေနဲ့ထိတွေ့ရတယ်အဲ့ချိန်ကတော့တကယ်အုံကြွကြွပဲဆိုတော့အရာအားပေးကြ